အားလုံးပဲမင်္ဂလာပါထိုက်ဒီနေ့ရောက်ရှိနေတာကတော့ Ellington Property ပဲဖြစ်ပါတယ်ဒီ Ellington Property ရဆိုလို့ရှိရင်ဒူဘိုင်းမှာသူ့ရဲ့ brochure ရဲ့ပုံတွေအတိုင်းကို69%အတိအကျဒါ Hanover လောက်တဲ့ project property ဆိုပြီးတော့လူသိများပါတယ်အဲ့တော့အခုရောက်နေတဲ့အချိန်မှာသူတို့ကဒါ offer တွေအများကြီးရှိပါတော့သူတို့အခုစတင်ရောင်းရှိမဲ့ဒီ project ၄ခုထဲမှာဆိုလို့ရှိရင်သူတို့ကဒီ property အကုန်လုံးကိုflexible payment plan တွေရှိသွားမယ်ဒါ 60-40 payment plan တွေရှိသွားမယ် 70-30 payment plan ရှိရဲဒါကတော့ကိုချမ်းနေတဲ့ရာကို choice လုပ်ပြီးတော့ invest လုပ်လို့ရတယ် ticket size တွေကလည်းသူတို့အများကွဲပြားသွားတယ်ပေါ့နော်ဒါ project ပုံမတူကွဲပြားသွားမယ်အဲ့ဒါအပြင်မှာသူတို့ကဒါနှစ်စဉ်7% ROI ကို guarantee 9နှစ်တောင်ပေးမှာဆိုတော့ total အဖြစ် 35% ဒီROI ရပြီးသားပေါ့နော်ကိုကအမြတ်ကိုငားစားရရမလို့ပဲသူတို့ manage လုပ်ပြီးတော့9နှစ်တိတိကိုတစ်နှစ်ကို 7% စီသူတို့ကပြန်ပေးသွားမယ့်အစီအစဉ်တွေရှိတယ်အဲ့တော့ကိုကစိတ်ဝင်စားတယ် investment လုပ်ချင်တယ်ဒီလိုမျိုး infrastructure account တွေကိုက investment လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ ထိုက်ကိုပဲဆက်သွယ်ပြီးတော့ investment လုပ်လိုက်ကြပါ